မိမိအနေနဲ့ကိုယ့်ကိုယ်စဉ်းစားကြဖို့ကဘယ်သူ့ကိုယ်ပေါ်မှာမုန်းပွားတဲ့စိတ်အညှိုးတွေးထားတဲ့စိတ်မရှိအောင်သတိဆောင်ကြရမှာဖြစ်တယ်။အဲ့ဒီအမုန်းဟာရှည်ကြာလာတဲ့အခါကြတော့အမုန်းတန်တရားဖြစ်လာပြီးကလဲစားချေတဲ့အထိတောင်ရောက်လာတယ်။တဦးရဲ့မုန်းကနောက်တဦးကိုကူးဆက်သွားပြီဆိုလို့ရှိရင်အပြန်အလှန်ကြိုးထိခဲ့အောင်လှုပ်ဆောင်မှုတွေလောကကြီးမှာဖြစ်ပေါ်လာတတ်တယ်။တစ်ဖက်သားကအမုန်းတရားကိုလက်မခံဘဲမေတ္တာတရားနဲ့တုံ့ပြန်လို့ရှိရင်ထိုမုန်းတက်ဟာရက်စဲသွားနိုင်တော့လည်းပဲအမုန်းကိုတုံ့ပြန်မယ်ဆိုလို့ရှိရင်ကလေးသားချေမယ်ဆိုလို့ရှိရင်အမုန်းတန်တရားကြီးဟာရှည်သွားတတ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေလူဘဝရောက်တဲ့အခါမှာမေတ္တာထားနိုင်သမျှထားမေတ္တာမထားနိုင်ရင်တော့အမုန်းမပွားအောင်နေကြရမှာဖြစ်တယ်။လူချင်းပဲဖြစ်စေလူနဲ့တရားပဲဖြစ်စေမုန်းတီးတဲ့စိတ်ရွှန်ရှာတဲ့စိတ်အမြင်ကပ်တဲ့စိတ်တွေကိုယ်တရံမှာဖြစ်လာပြီဆိုလို့ရှိရင်သတိထားဖို့လိုတယ်။လူချင်းပဲဖြစ်စေလူနဲ့တရားတိရစ္ဆာန်ပဲဖြစ်စေမုန်းတီးရွှန်ရှာမှုဆိုတာမဖြစ်အောင်သတိဆောင်ကြဖို့လိုတယ်။လောကလူတွေဟာကိုယ့်ရဲ့ချမ်းသာမှုကိုအလေးပြုပြီးစဉ်းစားတတ်လေ့ရှိကြတယ်။မိမိအစဉ်ပြေမှုနဲ့မိမိချမ်းသာမှုကိုသာအလေးပြုတဲ့အခါတစ်ဖက်သားကိုထိခိုက်သွားလို့ရှိရင်တစ်ဖက်သားရဲ့အမုန်းဟာကိုယ့်ပေါ်ရောက်လာတတ်တယ်။ရောက်လာလို့ထိခိုက်ညံ့လာပြီဆိုရင်မိမိကလည်းအမုန်းကူးဆက်ပြီးတော့အပြန်အလှန်မုန်းတီးမှုကြောင့်မုန်းတန်တရားကြီးဟာရှည်လျားသွားတတ်တယ်ပေါ့။လောကမှာလူဖြစ်တဲ့အချိန်မှာအမုန်းတန်တရားမရှိအောင်သတိထားဖို့လိုအပ်တယ်။အကယ်၍အမုန်းတန်တရားရှည်သွားပြီဆိုလို့ရှိရင်မပြေနိုင်သည့်အတွက်ကြောင့်အတုံးလက်ကလေးသားခြေချင်းဖြင့်လောကကြီးမှာမစိုးနိုင်တဲ့မကျေနပ်ပွဲကြီးတွေနဲ့ဒုက္ခရောက်နေတတ်တယ်ပေါ့။အဲ့ဒီချိန်မှာလူချင်းဆက်ဆံရေးများတာမကမိမိရဲ့အနီးပါးမှာရှိတဲ့တိရစ္ဆာန်လေးတွေတောင်သတိထားကြရမှာဖြစ်တယ်။အိမ်မွေးထားတဲ့ခွေးကလေးတွေကြောင်လေးတွေကအစမိမိကရရဆက်ဆက်လုံးမိလို့ရှိရင်သူတို့ရင်ထဲနှလုံးထဲမှာအမုန်းစိတ်ဝင်သွားတယ်။အဲ့ဒီမုန်းစိတ်ဝင်သွားရင်ကလေးသားခြေတဲ့စိတ်ဆိုတာလည်းနောက်ကလိုက်လာတတ်တယ်။အဲ့ဒါကိုသတိထားဖို့ကိုယ့်ရဲ့ချမ်းသာဒုက္ခကိုရှာတဲ့အခါမှာသူများကိုဒုက္ခရောက်ပြီးတော့သူများကိုဒုက္ခရောက်စေအောင်လုပ်ပြီးမှကိုယ်ချမ်းသာကိုမရှာဖို့အထူးသတိပြုကြရမယ်။လူတိုင်းဟာချမ်းသာမှုအစဉ်ပြေမှုကိုမျှော်လင့်ကြရတာဖြစ်တယ်။အဲဒီလိုမျှော်လင့်လို့မိမိချမ်းသာမှုတစ်ခုရှေ့ရှုပြီးတော့တစ်ဖက်သားမှာအစဉ်ပြေမှုဖြစ်သွားတယ်။မုန်းတီးရွှန်ရှာမှုဖြစ်သွားတယ်။အမတ်တမဲ့ကိစ္စပဲဖြစ်ပါစေဒါမျိုးတွေကဖြစ်သွားတတ်တယ်။ဥပမာမဲ့ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ပဲလောကကြီးမှာရံပွဲတွေဖြစ်တတ်တယ်။ခဏခေတ်မှာဆိုလို့ရှိရင်အိမ်ရှိကားရတာတို့လမ်းဘေးကားရတာတို့ကစပြီးတဦးနဲ့တဦးအမုန်းပွားပြီးတော့ရံများကြတာရှိတယ်။ဒါကြောင့်မို့အများနဲ့တစ်ဖက်သားရဲ့အစဉ်ပြေမှုကိုအကျဉ်းတရားမေတ္တာတရားရှေ့ရှုပြီးတော့နေထိုင်လုပ်ကိုင်တာဟာကိုယ့်အတွက်လည်းအစဉ်ပြေမယ်။ပတ်ဝန်းကျင်လည်းအစဉ်ပြေမယ်။အဲ့ဒီယဉ်ကျေးမှုကလေးကိုတော့မိမိတို့ရင်ထဲနှလုံးထဲမှာတိဆောက်ကြရမှာဖြစ်တယ်။တစ်ဖက်သားအစဉ်ပြေအောင်ခဏခေတ်မှာကားရတာကစပြီးရံပွဲတွေဖြစ်ကြတာရှိတယ်။ဒါကြောင့်မို့အဲ့ဒီလိုတွေမဖြစ်အောင်တဦးကိုယ်တဦးခွင့်လွှတ်ခြင်းသီးခံခြင်းတစ်ဖက်သားအစဉ်ပြေအောင်နေထိုင်ခြင်းမိမိမှားလုပ်ခဲ့ရင်လည်းပဲကိုယ်မှားကိုဝန်ခံပြီးတော့တစ်ဖက်သားကျင့်တတ်လောက်အောင်တောင်းပန်ပြောဆိုခြင်းယဉ်ကျေးစွာပြောဆိုခြင်းအပြင်တဦးနဲ့တဦးအမုန်းမပေါအောင်နေကြထိုင်ကြရမှာဖြစ်တယ်။ဘုရားဘာသာဝင်သူတော်စင်ချင်းတဦးနဲ့တဦးမုန်းတီးရွှန်ရှာလာပြီဆိုရင်အဲ့ဒီမုန်းတီးမှုကိုအကြောင်းပြုပြီးတော့အမုန်းတန်တရားဖြစ်ပေါ်လာပြီးတဦးနဲ့တဦးကလေးသားချီသူတစ်ချက်ခောက်ရင်ငါနှစ်ချက်ခောက်မယ်ဆိုတဲ့ဟာမျိုးတွေအဲ့ဒီလိုမျိုးတွေဖြစ်မလာအောင်အထူးသတိဆောင်ကြရမှာဖြစ်တယ်။ကျေးဇူးတော်ရှင်ဘာမခါချုပ်ဆရာတော်ဒါရနန္ဒမာလာဖေးဝင်တာမုန်းတန်တရားအကြောင်းတရားတော်မှာအထုံးထုံးတင်ပြပါသည်။